ဒီတစ်ခေါက်မှာတော့ဖြူကောင်ရဲ့အဆူးတွေရဲ့သားပိုက်ကောင်ရဲ့သားပိုက်အိတ်ရဲ့ပျော့စိတ်စားကောင်ရဲ့ရှာနဲ့နှုတ်သီးပုံစံပိုင်ဆိုင်ထားတယ်ထူးထူးဆန်းဆန်းတတ္တဝါတစ်မျိုးအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်သူတို့ကတော့အခစ်နာလို့ခေါ်တဲ့တတ္တဝါလေးတွေပါသူတို့ကိုဩစတြေးလျတိုက်နဲ့နယူးဂီနီကျွန်းတို့မှာတွေ့ရှိနိုင်ကြပြီတောင်တန်းဒေသများတစ်တော်များမြက်တော်များသာမကကန်နာရဒေသနဲ့ကမ်းရိုးတန်းဒေသများမှာပါနေရာအနှံ့ရှင်သန်ကျက်စားကြတာပါ short beak echidna ဆိုတဲ့နာသီတိုမျိုးစိတ်ရဲ့ eastern long beak echidna western long beak echidna နဲ့ Sir Davis long beak echidna ဆိုတဲ့နာသီရှည်မျိုးစိတ်၃ခုရဲ့စုစုပေါင်းမျိုးစိတ်၄ခုရှိပါတယ်သူတို့ရဲ့အရွယ်အစားက30ကနေ89စင်တီမီတာခန့်ရှိနိုင်ကအလေးချိန်က2ကနေ16ကီလိုဂရမ်ထိကြီးထွားနိုင်ပါတယ်ပထမထူးခြားချက်ကတော့သူတို့ရဲ့အဆူတွေပါထောင်ပေါင်းများစွာပိုင်ဆိုင်ကြပြီးတော့ခန္ဓာကိုယ်အပြည့်နီးပါးကာယံထားတာပါဒီအဆူတွေကိုလက်သေးခြေသေးများကိုဖွဲ့စည်းထားတဲ့ keratin ဆိုတဲ့ပစ္စည်းနဲ့ဖွဲ့စည်းထားတာပါသူတို့ရဲ့အဆူတွေဟာအရည်ပြားနဲ့ဆက်နေတဲ့အတွက်ဖြူကောင်များလို့တော့ရန်သူကိုအဆူကျွတ်ပြီးစိုက်ကြံနေအောင်တော့မလုပ်နိုင်ပါဘူးအဆူတွေရဲ့အရွယ်အစားက2ကနေ5စင်တီမီတာခန့်ရှိနိုင်ကြပြီးအလွန်ခိုင်ခန့်ပြီးခြုံနေကရန်သူများတိုက်ခိုက်လာပါကခုခံမှုအကာအကွယ်အနေနဲ့အသုံးပြုတတ်ကြပါတယ်အဆူတွေရဲ့အောက်မှာလည်းအမွှေးများနဲ့ခန္ဓာကိုယ်ကိုဖုံးအုပ်ထားပြီးတော့အေးဒဏ်များထိခိုက်ဒဏ်ရာများအင်းဆက်ပိုးမွားများကိုက်ချင်တို့မှာကာကွယ်ပေးပါတယ်သူတို့ရဲ့အဆူများနဲ့အမွှေးတွေရဲ့အယောင်ဟာလည်းပတ်ဝန်းကျင်နဲ့ဆင်နေတာကြောင့်အလွယ်တကူပုံအောင်နိုင်စေပါသေးတယ်နောက်ထပ်ထူးခြားချက်တစ်ခုကတော့သူတို့ရဲ့လက်သေးတွေပါ2ကနေ5စင်တီမီတာခန့်ရှည်လျားပြီးမြေချင်းတူးရန်အသုံးပြုကြပါတယ်တန်မာတဲ့လက်နဲ့ပခုံးကြွက်သားများကြောင့်လျင်မြန်စွာလဲတွင်းတူးနိုင်စေပါတယ်ခြေထောက်များကတော့ထူးဆန်းစွာနဲ့ပဲဘေးဘက်သို့မဟုတ်အနောက်ဘက်ကိုလှည့်နေတတ်ပါတယ်မြေချင်းတူးတဲ့အခါမှာလက်ကရက်လို့ထွက်လာတဲ့မြေစာတွေကိုပြောင်းပြန်လည်နေတဲ့ခြေထောက်ကအလွယ်တကူကျင်းအပြင်သို့စွန့်ပစ်နိုင်စေပါတယ်တောခွေးများတောကြောင်ကြီးများငှက်ကြီးများမွေကြီးများကအရွယ်မရောက်သေးတဲ့အခစ်တနာများကိုအမဲလိုက်တတ်ကြပေမဲ့လည်းအရွယ်ရောက်အကောင်ကြီးများကိုတော့ရှောင်တတ်ကြပါတယ်သူတို့ဟာရန်သူနဲ့ကြုံရင်မြေချင်းတူးကနူးညံ့တဲ့ဝန်းပိုက်နေရာများကိုမှောက်အိပ်ပြီးကာကွယ်ထားပါတယ်ရန်သူကဆွဲလန့်လို့မရနိုင်အောင်လဲသူတို့ရဲ့လက်သွဲတွေနဲ့မြေကြီးကိုကုတ်ထားလိုက်ပါတယ်လွတ်နေတဲ့ကြောဘက်နေရာမှာတော့အဆူးတွေနဲ့ပြည့်နေတာကြောင့်ရန်သူဟာလက်လျှော့သားတတ်ပါတယ်ဒါအပြင်ဒီကောင်လေးတွေဟာအစာရှားပါလာချိန်မှာတိုပေါ့လို့ခေါ်တဲ့ခန္ဓာကိုယ်ဖြစ်စဉ်တွေကိုနှေးစေကသူတို့ရဲ့အသက်ရှူနှုံးနှလုံးခုန်နှုံးနဲ့ခန္ဓာကိုယ်အပူချိန်ကိုအသေးကောင်နီးပါးလျှော့ချပြီးနိုင်ရီပိုင်းကနေရက်နဲ့ချီကအစာမစားရေမတောက်ပဲအိတ်နေနိုင်ပါတယ်။ဤခဲတဲ့ဒေသများမှာဆိုရင်လနဲ့ချီပြီးတော့နေနိုင်ပါတယ်။ဒီစမ်းရည်တွေကြောင့်ပဲတော်မီလောင်တဲ့အချိန်များမှာမြေချင်းများတူးခြင်း၊ဂူချင်းများထဲမှာဝင်ပုံးခြင်းများလုပ်ကအိတ်ဆက်နေတတ်ပါတယ်။တော်မီများငြိမ်ပြီးအန္တရာယ်ကင်းတဲ့အချိန်မှသာပြန်လည်နှိုးထလာကြတာပါ။ရေကူးလဲကျွမ်းကျင်ကြပြီးလိုအပ်လာပါကနှာခေါင်းကိုရေပေါ်ဖော်အသက်ရှူကမြစ်ချောင်းများကိုလည်းဖျက်ကူနိုင်ကြပါတယ်။သူတို့ရဲ့သက်တမ်းဟာတဘာဝအတိုင်း10နှစ်ကနေနှစ်30ထိရှိနိုင်ပြီးဂရုတစိုက်ထားပါကနှစ်50ထိအသက်ရှိနိုင်ပါတယ်အသက်3နှစ်ကနေ5နှစ်အရွယ်မှာမိတ်လိုက်ဖို့အရွယ်ရောက်လာကြပါတယ်ကဘာပေါ်မှာဥဥချပြီးသားပေါက်နိုင်တဲ့နို့တိုက်တတဝါမျိုးစိတ်5ခုသာရှိပြီးတော့တစ်မျိုးကဘဲနှုတ်သီးလိုပိုင်ဆိုင်ထားတဲ့ platypus မျိုးစိတ်ဖြစ်ပြီးကျန်တဲ့မျိုးစိတ်၄ခုကတော့အခစ်တနာတွေပါထူးခြားချက်အနေနဲ့မိတ်လိုက်တဲ့ရာသီတွေမှာအမတကောင်ရဲ့နောက်ကိုအထီးများကရက်ထားတွဲလိုမျိုးတန်းစီပြီးလိုက်လေရှိပါတယ်။အများဆုံး10ကောင်ထိပါဝင်ကြပြီးမိမလိုက်ခင်ရက်တစ်ပတ်ချီကတန်းစီလိုက်ရင်းနဲ့ပြန်ဆိုင်ကြရတာပါ။အမကအတန်မာဆုံးအထီးကိုရွေးချယ်ပြီးမိတ်လိုက်ခွင့်ပေးပါတယ်။ကဲ၍မျိုးမအောင်သေးပါကအခြားအထီးများနဲ့လည်းထပ်မံမိတ်လိုက်တတ်ကြပါတယ်။မျိုးအောင်ပြီး14ရက်ကနေ23ရက်ကြာပါကအခွန်ပြော့တဲ့ဥတလုံးကိုသူတို့ရဲ့ဘိုက်ထဲကတားပိုက်အိတ်ထဲဥချလိုက်ပါတယ်10ရက်ခန့်ကြာတဲ့အခါမှာတော့ဒီဥကနေအကောင်ပေါက်လာတာပါမွေးကစားမှာအမွှေးလည်းမရှိမျက်လုံးလည်းမမြင်နိုင်သေးတာကြောင့်မိခင်ရဲ့တားပိုက်အိတ်ထဲမှာပဲနေရပါတယ်သူတို့မှာနှုတ်ဒီကောင်လည်းမရှိတာကြောင့်တားပိုက်အိတ်တွေကအရေပြားကနေနှုတ်များထုတ်လွတ်တာပါတားပေါင်းငယ်ဟာဒီနှုတ်များကိုစားသုံးရင်းကြီးထွားလာပါတယ်6ပတ်ကနေ10ပတ်ခန့်ကြာတဲ့အချိန်မှာတော့အဆူးများနဲ့အမွှေးများစထွက်လာပါတယ်ဒီအဆူးတွေဟာမိခင်ရဲ့တားပိုက်အိတ်ကိုနာကျင်စေကြကြောင်းသားပေါင်းငယ်ကိုတိုးထွက်စေပြီးတော့မြေချင်းတူးကဖွက်ထားလိုက်ပါတယ်။ရက်အနှဲငယ်ကြာတိုင်းပြန်လာကအစာကျွေးလေးရှိပါတယ်။တဖြည်းဖြည်းနဲ့အကောင်ကြီးလာပြီးတော့6လကနေ9လခန့်မှာတော့ကိုဘွားကိုရက်တည်ရပါတယ်
သူတို့ရဲ့အဓိကအစားအစာပျော့စိတ်ချင်းစတဲ့အင်းဆက်ငယ်များဒီကောင်များပိုးမွားများဖြစ်ကြပါတယ်သူတို့ရဲ့အကြားအာရုံဟာတာမန်လောက်သာရှိပြီးအမြင်အာရုံလည်းသိမကောင်းတာကြောင့်ဒီလိုသေးငယ်တဲ့သားကောင်များကိုရှာဖွေဖို့အတွက်ထူးခြားစွမ်းရည်တွေကိုအသုံးပြုကြရပါတယ်သူတို့ရဲ့အနံ့ခံနိုင်စွမ်းဟာအလွန်ကောင်းမွန်လာပြီးပုံးနေတဲ့သားကောင်များကိုအာရုံခံနိုင်သေးပါတယ်ဒါအပြင်သူတို့ရဲ့နှာသီးထိပ်ဖြာမှာ electroreceptor လို့ခေါ်တဲ့လျှက်စစ်အာရုံခံပရိသတ်များပါဝင်ကြပြီးတော့ဒါဟာသားကောင်ငယ်များရဲ့လှုပ်ရှားမှုမှထွက်လာတဲ့လျှက်စစ်လှိုင်းများကိုဖမ်းယူကာတီနေရနဲ့အရွယ်စားကိုပါသိရှိနိုင်စေပါတယ်ဒါအပြင်နှာခေါင်းဟာလည်းတုံခါမှုအသေးစားများကိုပါအာရုံခံနိုင်တာကြောင့်ပျော့စိတ်လိုသားကောင်အသေးများတောင်ပုံလို့မလွတ်နိုင်ပါဘူးအသင်ဖြစ်ပြီဆိုရင်တော့သူတို့ရဲ့15ကနေ18စင်တီမီတာခန့်ရှည်လျားတဲ့ရှာနဲ့ဖမ်းယူစားသုံးပါတယ်ရှာမှာလည်းနောက်ပြန်လှည့်နေတဲ့စူးအငယ်များပါရှိတဲ့အပြင်သူတို့ရဲ့တွေးများဟာလည်းစီးကပ်နေတာကြောင့်အင်းဆက်ငယ်များကိုအလွယ်တကူဖမ်းယူစားတောက်နိုင်စေပါတယ်သူတို့ဟာအပူဒဏ်မခံနိုင်ကြတဲ့အပြင်သူတို့ရဲ့ခန္ဓာကိုယ်မှာလည်းအပူဓာတ်ဆွန့်လွတ်ဖို့အတွက်ချွေးပေါင်များမပါရှိတာကြောင့်နှာခေါင်းထိပ်ကနေနှက်ချီပူပေါင်းများအဖြစ်အပူကိုစွန့်ထုတ်တတ်ပါတယ်ထူးဆန်းလာတဲ့ဒီသတ္တဝါလေးတွေဟာမြေကြီးများနဲ့တစ်တုံတစ်ဆွေးများကိုတူးဆွတတ်တာကြောင့်မြေစီလာအားများပုံမူကောင်းစေပြီးအပင်များပုံမူရှင်သန်နိုင်ကြခြင်းပျော့စိတ်များချများလိုအင်းဆက်များကိုလည်းစားသုံးရင်းလျှော့ချပေးနိုင်ခြင်းတခြားသတ္တဝါကြီးများအတွက်လည်းအစာအဖြစ်ရက်တီကဂေဟစနစ်ကိုအကျိုးပြုနေပါတယ်နှာဒီတို့ short beak အခီနာများကလွဲပြီးတော့ကြံတဲ့နှာဒီရှည် long beak အခီနာမျိုးစိတ်များရဲ့အရေးအတွက်ဟာတော့ရှားပါစည်ရင်ဝင်တဲ့အထိနေပါလာပါပြီဒါပေမဲ့လည်းတတ္တဝါတစ်မျိုးတည်းမှာဖြူကောင်လိုအဆူများလဲပါပြီးသားပိုက်ကောင်လိုသားပိုက်အိတ်လဲပိုင်ဆိုင်ကမြေချင်းလဲတူးနိုင်ဥလဲဥနိုင်တဲ့နုတိုက်တတ္တဝါဒီအခစ်တနာကောင်လေးတွေကတော့ကမ္ဘာအထူးဆန်းဆုံးမျိုးစိတ်တွေထဲမှာထိတ်ဆုံးကစည်ရင်ဝင်နေနိုင်ပါတယ်နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်အောင်ကိုစာ channel ကို like follow နဲ့ subscribe လုပ်ခဲ့ပေးကြပါဦးเนาะကျေးဇူးတင်ပါတယ်